မန္တလေးတိုင်းဒေသကြီးချမ်းမြတ်သားစီမြို့နယ်မြို့သစ်နှစ်ရက်ကွက်တွင်အသက်84နှစ်အရွယ်အငိမ့်စားစာကြည့်တိုက်မှုဒေါ်ခင်စိုးမြင့်နှင့်၎င်း၏မြေဖြစ်သူဒေါ်အေးခိုင်တို့ကိုတန်ရိုက်တို့ဖွင့်ရိုက်နှင့်၍ရွှေတုံးနှင့်ငွေများယူဆောင်ခဲ့သည့်ပြစ်မှုဖြစ်ပွားခဲ့ပါသည်အောက်တိုဘာ26ရက်နနက်9နာရီတွင်ဒေါ်ခင်စိုးမြင့်84နှစ်မှနေအိမ်အခန်းထိုင်ခုံပေါ်၌ဦးခေါင်းတန်ရခြင်းတေဆုံးနေသည်ကိုတွေ့ရှိရပြီးမြေဖြစ်သူဒေါ်အေးခိုင်36နှစ်မှဦးခေါင်းနှင့်နားထင်တို့တွင်ပေါက်ပြဲတန်ရများရရှိထားသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရပါသည်စစ်ဆေးချက်အရပြစ်မှုကျူးလွန်သူဟာတေဆုံးသူ၏သူမတော်ဆက်သူပြင်ဦးလွင်မြို့မှာအလဲတန်းပြဆရာမဒေါ်ဆိုးဆိုးထွင်းဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးအောက်တိုဘာ26ရက်ညနေ9နာရီကျော်တွင်အခင်းဖြစ်နေအိမ်သို့ပြန်ရောက်စဉ်ဖမ်းဆီးရမိခဲ့ပါတယ်ဒေါ်ဆိုးဆိုးထွန်းဟာငွေချေအခက်အခဲများရှိနေပြီးအတော်ဖြစ်သူထံမှငွေချေယူရန်စီစဉ်ခဲ့တော်လဲမရရှိခဲ့ကြောင်းအောက်တိုဘာ25ရက်တွင်အိပ်ပျော်နေသည့်မြေထစ်သူကိုတန်ရိုက်သူထံ3ချက်ခန့်ထူရိုက်ပြီးနောက်ထိုင်ခုံပေါ်ထိုင်နေသည့်အတော်ဖြစ်သူဒေါ်ခင်စိုးမြင့်၏ဦးကောင်းငယ်ထိတ်ကိုတစ်ချက်ထူရိုက်ခဲ့ကြောင်းဝန်ခံထွက်ဆိုခဲ့ပါတယ်အဲ့ဒီနောက်ဒေါ်ခင်စိုးမြင့်၏အိပ်ခန်းမှာတန်တေတာကိုတူဖြင့်ရိုက်ဖြက်ကအောင်တမာရီတန်စိတ်ပါရွှေဆဲချက်သား3တုံးနှင့်အရာပေါ်ရှိချက်သိန်းတရားကိုယူဆောင်၍ပြင်ဦးလင်တို့ပြန်ခဲ့ကြောင်းသိရတယ်။ခိုးယူရရှိသောရွှေတုံးကိုရောင်းချ၍အကျွေးများပြန်ဆက်ခဲ့ကြောင်းလည်းထွက်ဆိုထားပါတယ်။ငွေချေးအခက်ခဲကြောင်းပြစ်မှုကျူးလွန်ခဲ့သည့်ဒေါ်ဆိုးဆိုးထွန်းဟဥပဒေညအညီအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်လက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ။